အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုဗီဒီယိုဂိမ်းတွေကိုဖုန်းမှာဘယ်လိုမြန်မာစာတန်းထိုးမလဲဆိုတာပြောပြပေးသွားပါမယ်အခုပြောပြပေးမယ့် application ကအရန်လွယ်ကူယူရှင်းပြီးတကယ်သုံးလို့ကောင်းပါတယ် free ပဲအသုံးပြုလို့ရပါတယ်ခင်ဗျာအရင်ဆုံး Play Store ကိုတွားလိုက်ပါမယ် Translate on screen ဆိုပြီးတော့ရိုက်ရှာလိုက်ပါခင်ဗျာဒီကောင်လေးကို install လုပ်ပါမယ်ပြီးသွားရင် application နဲ့ဝင်လိုက်ပါမယ်ပိုက်ဆံပေးဝယ်စရာမလိုပါဘူးသူ free ပေးထားတာနဲ့တင်300တာအရှိပေးပါတယ်ညာဘက်ထုံးကအမားလေးကိုပဲနှိပ်လိုက်ပါခင်ဗျာညာဘက်ကအင်္ဂလိပ်နေရာမှာမြန်မာဆိုပြီးပြောင်းလိုက်ပါမယ်နောက်ပြီး translate engine ကို free ရတာကြီးသုံးလို့ရပါတယ်ကျွန်တော်ကတော့ Google Translate ပဲသုံးပါတယ်အောင်သားလေးကိုဆွဲချပြီး auto mode setting တွေကိုဝင်ပါမယ် duration ကို4စက္ကန့်ထားမှမဟုတ်5စက္ကန့်ပဲထားပါအဆင်ပြေပါတယ်ပြီးသွားရင်ပြန်ထွက်ပြီး off ဆိုတာလေးကိုနှိပ်လိုက်ပါ translate app ကို display over ဝင်ပေးရပါမယ် app ကိုရှာပြီးဖွင့်ပေးလိုက်ပါခင်ဗျာ power button ပုံလေးကိုနှိပ်ပြီးဖွင့်လိုက်ပါမယ်ပြီးရင်တော့ game လေးကိုဝင်ပါမယ်အားလုံးပဲ sorry ပါခင်ဗျာ translate app ဖွင့်လိုက်ရင် screen record ကအလုံးမလို့လို့တခြားဖုန်းနဲ့ပဲရိုက်ပြပေးလိုက်ရပါတယ်ဂိမ်းထဲရောက်သွားရင် app icon လေးကိုတစ်ချက်နှိပ်လိုက်တာနဲ့မြန်မာလိုဘာသာပြန်ပေးနေပြီဖြစ်ပါတယ်ကျွန်တော်က full screen mode ပဲရွေးထားတော့ app ကိုခဏခဏနှိပ်ပေးနေရပါတယ် app icon လေးကိုဖြီးပြီး auto full screen mode ကိုပြောင်းလိုက်ရင်တော့ auto ဘာသာပြန်ပေးနေမှာဖြစ်ပါတယ်မြန်မာလေးကိုဖတ်ပြီးဆော့ရလာဆိုတော့ဂိမ်းဆော့ရတဲ့ feeling လည်းပိုကောက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် like and follow လေးလုပ်ထားပေးခဲ့ပါဦးခင်ဗျာ